ကောင်းမကဲတင်တဲ့ဘုရားမဟုတ်ပါဘူးကျွန်တော်ဘုရားသခင်ကမကောင်းလို့ကဲတင်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာတန်ရှင်းနိုင်လို့ရွေးကောက်တဲ့ဘုရားမဟုတ်ဘူးတန်ရှင်းဖို့ရွေးကောက်တဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာလက်ကုပ်တီးအောင် praise the lord ဟာလေလုယာအာမင်ဒီကနေ့အပြစ်မရှိတဲ့လောကကိုကြွလာစေတာမဟုတ်ပါဘူးအပြစ်နဲ့ပြည်လို့အပြစ်မရှိတဲ့သားတော်ကိုစေလွတ်ခြင်းအပြင်သူ့ကိုယုံကြည်တော်သူအားလုံးကတည်ခြင်းရဖို့ဘုရားကလမ်းခင်းပေးတဲ့အရာကခြေစွတော်ဖြစ်တယ်ဒီကနေ့ငါကတည်ခြင်းရပြီဆိုတဲ့လူတွေအားလုံးကျွန်တော်ဒီနေ့ပြောပြခြင်းတယ်အဲ့ဒီကတည်ခြင်းရတဲ့ခြေလမ်းမှာအဲ့ဒီကတည်ခြင်းရတဲ့အချက်တွေမှာအစစ်မှာတင်လုံးဝမပါဘူးဆိုတာနားလည်ပါတင်ရဲ့လုံးဆောင်မှုတစ်ခုမှမပါဘူးဆိုတာနားလည်ပါတင်ကြောင့်မရမှန်းသိလေဂျေဇုတော်တာ၍ကြီးလေဖြစ်တယ်တင်ကြောင့်ရတယ်လို့တင်ခံစားရင်တင်ဝမ်းမြောက်ရွှင်လန်းတာတိတ်ရှိမှမဟုတ်ပါဘူးဆိုတော့ငါလို့ငါရတာဖြစ်သွားတယ်